ရဲ့ channel လေးနဲ့ပြန်ကြိုဆိုလိုက်ပါတယ်ကျမတို့အရှိမတွေ့ခဲ့တဲ့ video လေးတွေကအတိုင်းကျမတို့တွေ back bend လုပ်ပြီးတော့ drop back ပေါ့နော်လေ့ကျင့်တယ်ပြီးရင်ကျမတို့ shot ကိုကိုင်နဲ့ catch ဒါမှမဟုတ်လို့ရှိရင် drop လုပ်ပြီးရင်ပြန်တက်တဲ့ကျင့်စဉ်လေးပေါ့နော်အဲ့ဒီကျင့်စဉ်လေးကိုလေ့ကျင့်တဲ့အခါမှာလိုအပ်တဲ့ exercise လေးတစ်ခုကျမကဒီနေ့ညှောက်ချင်ပါတယ်ရှင်အဲ့တော့အဓိကကကျမတို့ဒီလိုမျိုးဆင်းသွားပြီးရင်ပြန်တက်နိုင်လို့မှာကျမတို့ strength လို့လေပေါ့နော် strength flexible တစ်ခုလည်းရှိအောင်မရဘူးကျမတို့တန်ပါဖို့လို့ဘာတွေတန်ပါဖို့လို့လဲဆိုချင်ကျမတို့ leg muscle ကပေါင်းလေး glute လေးအစရှိတဲ့ဖြင့်ဒီ lower body strength ရှိဖို့လို့လေတပြိုင်နက်တည်းမှာလည်းကျမတို့ back muscle ဒီ strength ရှိရမယ်ပြီးရင်အပေါ်ရင်ဘတ်ဖွင့်ပြီးဆင်းသွားနိုင်ဖို့ကတော့ကျမတို့ဒီ spine mobility နဲ့ကျမတို့ဒီ chest opening တွေအများကြီးလိုတယ်ပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်တော့လိုတဲ့အပိုင်းတွေကတော့သူကသူအကုန်လုံးက integrate လုပ်ပြီးပေါင်းဆက်ထားပြီးသားသို့တော့ဒီနေ့လေ့ကျင့်နေတဲ့ဟာလေးကိုဘာလို့ကျမခေါ်လဲဆိုလို့ရှိရင် drop back hanging လို့ခေါ်တယ်အဲ့တော့ drop back လုပ်မယ်ပြီးရင်ကျမတို့အောက်ကိုလက်ကိုဘုံဆိုပြင်းချလိုက်ပြီးပဲねတွဲလောင်းလေးနေအဲ့တွဲလောင်းလေးနေရာမှာကျမတို့အနည်းဆုံး5 breath လောက်နေနိုင်အောင်လုပ်ကြမယ်အဲ့တော့ကိုက5 breath မရလဲအစမှာ2 to 3 breath လောက်ထိပိုကြီးနိုင်တယ်လောက်ပိုကြီးကိုသွားနိုင်တဲ့ maximum ထိကိုသွားကြည့်အရန်ကြီးအနောက်ထိတအားဆင်းသွားပြီးတော့ဝုန်းကနေတော့မချပဲနဲ့အတက်နိုင်ဆုံး hand လုပ်တာလေးကျင့်အဲ့ဒါလေးကိုကောင်းကောင်းလေးလေ့ကျင့်တာလေးနိုင်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့အထူးသဖြင့် drop လုပ်ပြီးတော့ပြန်မတက်နိုင်ဘူးဆိုတော့တော်တော်များများပြောတဲ့စကားပေါ့နော်ချတော့ချနိုင်တယ်လက်တော့ပြုတ်ကျသွားတယ်ဒါပေမဲ့အပေါ်ပြန်မတက်နိုင်ဘူးဆိုတာဒီလေ့ကျင့်စဉ်လေးတစ်ခုလိုနေလို့ဖြစ်ပါတယ်အဲ့တော့ကျွန်တော်လည်းအတူတူလိုက်ကျင့်ကြည့်ရအောင်ပေါ့နော်အဲ့တော့ကျွန်တော်တို့ရှုပ်ပေးမယ်ရှုထော Okay, selling prepare လုပ်မယ်ရှုမယ်ဒါလေးကကျွန်တော်တို့နိုင်လောက်တွဲလောက်လေးလောက်ထားတယ်အဲ့ဒီမှာခါမှာ back muscle လေးညှစ်တယ်ပေါင် muscle လေးနဲ့ engage လုပ်ပြီးတော့တွဲလောက်လုပ်ထားအဲ့ဒီတွဲလောက်လုပ်ထားတဲ့ဟာကိုကျွန်တော်တို့ခိုးတာနိုင်လာပြီဆိုတဲ့ချိန်ကြလို့ရှိရင်ကျွန်တော်တို့အပေါ်ပြန်တက်ဖို့အတွက်တိတ်ပြီးတော့အရင်မခဲရင်တော့ပေါ့နော်မခဲရင်တော့ဆိုတာညှစ်ထားတဲ့အားကအရှိန်မတည်သေးခင်မှာညှစ်အားနဲ့အပေါ်ပြန်တက်တဲ့ခံစားချက်တွေကိုခံစားလို့ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ back bend တွေကောင်းချင်တယ်ကိုယ့်ရဲ့ spine ရဲ့ mobilityလေ့ကျင့်ခန်းကြီးဘယ်လိုလုပ်ရလဲဆိုတာသိချင်တယ်ဆိုလို့ရှိရင်ကျမနဲ့ဆရာမျိုးမထက်နဲ့ဆရာပြပြနိုင်တဲ့၃ယောက်ပေါင်းပြီးတော့ကျွန်တော်တို့ workshop တစ်ခုစီစဉ်ထားတာလေးရှိပါတယ်အဲ့တော့ကျမဘက်ကတော့ spine mobility နဲ့ပတ်သက်တဲ့ practice တွေ exercise တွေ drill တွေအများကြီးကိုလေ့ကျင့်ပေးမယ်ဆရာမျိုးမထက်က handstand နဲ့ပတ်သက်တဲ့ drill တွေ exercise တွေအများကြီးပြီးတဲ့အခါမှာ technique တွေပြီးတဲ့အခါမှာဘယ်လိုမျိုးအန်ဒီကင်းလေ့ကျင့်လို့ရမလဲဆိုတဲ့ဟာတွေအများကြီးပါပါတယ်ဆရာပြကကြတော့ကျွန်တော်တို့ anatomy နဲ့ပတ်သက်တဲ့ concept တွေကိုပေါင်းပြီးလေ့ကျင့်ပေးမှာဖြစ်တဲ့ကြောင့်အရန်ကိုကိုယ့်အတွက်ကိုယ့်ရဲ့ practice ကိုနည်းနည်းလေးဒီပန်သွားခြင်းနဲ့ပို့ပြီးတော့ကိုယ့်ရဲ့ body ကြောင့်ပို့ပြီးနားလဲခြင်းနဲ့ဆိုလို့ရှိရင် join တဲ့ workshop လေးဖြစ်ပါတယ်လေ့ကျင့်မဲ့နေရာလေးကတော့ကျွန်တော်တို့မြို့တွေကလူနာယောဂစတူဒီယိုမှာကျွန်တော်တို့လုပ်ကြမှာဖြစ်ပါတယ်မြို့ထဲမှာဖြစ်တဲ့ကြောင့်မြို့ထဲဘက်နဲ့နေရတဲ့အားလုံးကိုလာရောက်ပြီးတော့ join ကိုအချိန်လေးစဉ်ပြဆိုရင်ဖိတ်ခေါ်ပါတယ်ရှင်အချိန်လေးကတော့ကျွန်တော်နောက်လာမယ့် February လ9ရက်နေ့ကနေ17ရက်ဖြစ်ပါတယ်ပထမ3ရက်မှာတော့ကျွန်တော် spine mobility practice တွေလေ့ကျင့်ပြီးတော့ကျန်တဲ့2ရက်မှာတော့